ရတရားခေါင်းလောင်းတန်မကြားနိုင်တဲ့ရေငုပ်သင်္ဘောရှိကြောင်းမအလှထုတ်ကြွားဖြူရူးနဲ့ရတာယူးတွေဟာရခိုင်ပြည်နယ်မှာရတရားခေါင်းလောင်းတွေ့တာနဲ့နှလုံးခုန်တခဏရပ်တန့်ခဲ့ကြရတဲ့အကြောင်းမှာဒီရတရားရဲ့အစွမ်းကြောင့်ငါတို့တွေတော့ဘဝပြတ်တော့မှာပဲလို့ယုံကြည်နေကြလို့ပါအဲ့ဒီရတရားခေါင်းလောင်းကိုပြန်ခုခံတဲ့အနေနဲ့ရေငုပ်သင်္ဘောကိုထုတ်ပြလာခဲ့တာပါအကြောင်းကတော့မင်းတို့မှာရတရားခေါင်းလောင်းရှိလဲငါတို့မှာရတရားခေါင်းလောင်းတန်မကြားနိုင်တဲ့ရေငက်သင်္ဘောရှိတဲ့ရေအောက်ကနေပြစ်ပြမယ်ဆိုတဲ့သဘောပါရခိုင်ပြည်နယ်ကိုပင်လယ်ရေကြောင်းကနေထိုးစစ်ပြင်လာနေတဲ့စစ်ကော်မရှင်ဟာဘာစခန်းတိတိကျကျမရှိသောကြောင့်ခေါင်းစားနေရသည်မြေပြင်စစ်ရှုံးနေသောကြောင့်မြေပြင်ကနေစစ်တိုက်လို့မရတော့ကြောင့်သဘောပေါက်လာဖြစ်လာတာပေါ့2025နိုဝင်ဘာနဲ့ဒီဇင်ဘာလမှာဖြစ်ပွားခဲ့တဲ့ကြောက်ဖြူနဲ့ရခိုင်ရိုးမတွင်ရှေ့တန်းစစ်မြေပြင်တွေမှာစစ်ကော်မရှင်ရဲ့ဗိုလ်မှူးကြီးအဆင့်ဗိုလ်မှူးအဆင့်တွေဒါဇင်နဲ့ချီပြီးတေဆုံးခဲ့တဲ့အတွက်စစ်ကော်မရှင်အတိုင်းဝိုင်းမှာတုန်လှုပ်မှုတွေမြင့်တက်နေကြတယ်လို့သတင်းရရှိပါတယ်အားနဲ့ရင်ဆိုင်နေရတဲ့ကြောက်ဖြူမင်းပြင်တိုက်ပွဲမှာဗိုလ်မှူးကိုစောဗိုလ်မှူးကြီးကျော်မျိုးအောင်ဒုတိယဗိုလ်မှူးကြီးဝင်းတန့်ဗိုလ်မှူးမျိုးမြင့်အောင်ဗိုလ်ကြီးဟိမင်းစောအပါအဝင်အကြီးတန်းအရာရှိ10ဦးထက်မနည်းသေဆုံးခဲ့ပြီးကြောက်ဖြူမှာပဲမိသားစုတွေကလာရောက်တကြိုခဲ့ရပါတယ်။2 လအတွင်းတိုက်ပွဲမှာအောက်ခြေပြည်သူစစ်သားတွေရာပေါင်းများစွာသေဆုံးခဲ့ပေမဲ့စစ်ကော်မရှင်အတိုင်းဝိုင်းကအနေအစားမပြတ်ခဲ့ပါဘူး။ဒါပေမဲ့အရာရှိပိုင်းတွေ1 လအတွင်း10နဲ့ချီသေဆုံးနေတဲ့အချိန်မှာလူမှုကွန်ရက်တွေအထိငိုချင်းချလာကြတာဖြစ်ပါတယ်။ယာရုတိုးဖို့ကြောက်နေရတယ်ယာရုတိုးရင်ရခိုင်ကိုလွှတ်လို့တချို့အရာရှိတွေဒီဇင်ဘာခွင့်ယူပြီးပျောက်နေကြတယ်လို့နေပြည်တော်စစ်ကော်မရှင်အတိုင်းဝိုင်းတွေကအမျိုးသမီးတဦးကပြောပါတယ်အလားတူပဲဒီဇင်ဘာ22မှာဖြစ်ပွားခဲ့တဲ့ရခိုင်ရိုးမတွေက .666 တိုက်ပွဲနဲ့ညောင်ကျိုးတိုက်ပွဲမှာဗိုလ်မှူးဝေရန်လင်းနဲ့ဒုတိယဗိုလ်မှူးကြီးတဦးရဲ့စနိုက်ပါလက်ချက်နဲ့သေဆုံးခဲ့ပါတယ်ငါမြင်ခြင်းနဲ့တဆင့်တိုးဗိုလ်မှူးအဆင့်ကျယ်ပွင့်တဲ့ပုံကိုမလိုသူတွေအသုံးချမခံနေလို့ငါမတင်ရဘူးကွာလို့ဗိုလ်မှူးဝေရန်လင်းသေဆုံးမှုဝမ်းနည်းကြောင်း post မှာသူ့ရဲ့ဆရာဖြစ်သူကရေးသားထားပါတယ်။ဒီဇင်ဘာဒုတိယအပတ်ထဲမှာလဲစစ်တွေဒေသစစ်စင်ရေးကွက်ကဲမှုဌာနချုပ်ထဲကအရာရှိဆောင်ကိုလက်နက်ကြီးထိမှန်ခဲ့တဲ့အတွက်ဗိုလ်မှူးတဦးနဲ့ဗိုလ်ကြီးတဦးသေဆုံးခဲ့ပါတယ်။အရာရှိကတော့တဦးကနိုင်ငံတော်အတွက်တော့စစ်တေတဦးပဲဆုံး